evolution တင်ခဲ့တယ် evolution ကစင့်ကဲဖြစ်တာဘာကြောင့်မို့ဖြစ်တာလဲစင့်ကဲပြောင်းလဲမှုတွေကဘာကြောင့်မို့ပြောင်းလဲရလဲပတ်ဝန်းကျင်တွေပြောင်းလဲလို့ဟုတ်ကြည့်လို့ပတ်ဝန်းကျင်တွေကပြောင်းလဲလို့အဲ့တော့ပတ်ဝန်းကျင်နေနဲ့တဟဇာတာဖြစ်ဖို့အတွက်ပဲတချို့တို့ကအလိုက်လော်နီထရီဖြစ်အောင်နေရမှာအဲ့တော့လိုက်လော်နီထရီဖြစ်အောင်နေဖို့ပတ်ဝန်းကျင်အလိုက်ပြောင်းလဲဖို့တချို့တို့ adaptation ဘယ်နှမျိုးတည်ခဲ့လဲ3မျိုးပါဒီ adaptation 3မျိုးရှိခဲ့တယ်အဲ့တော့ခါကြတော့ anatomical ရဲ့ physiological ရဲ့ behavior ရဲ့အဲ့တော့ခါကြ behavior တွေကတော့တချို့တို့ရဲ့ပတ်ဝန်းကျင်အတိုင်းအတင်းလျောက်လိုက်ပြီးတော့မှပြုမှုနေထိုင်တဲ့ဟာတွေအပြုမှုတွေက behavior anatomical ကကြတော့တချို့တို့ဒီရဲ့တဲကန်နာရမှာဆိုရင်ကကြတော့ဒီရဲ့တဲကန်နာရတန်းကိုခံနိုင်အောင်သူတို့ရဲ့ structure တွေကပြောင်းသွားတယ်အဲ့တော့အပင်အမြင့်ကြီးရှိနေတဲ့ data ဆိုရင်အဲ့ဒီအပင်အမြင့်ကြီးတွေရဲ့အရွက်တွေကိုစားသုံးဖို့အတွက်ဒီရဲ့တတဝါတွေကအဲ့ဒီအပင်အမြင့်ကြီးတွေကိုမီအောင်လို့သူတို့အရက်တွေကပြောင်းလဲခဲ့တယ်။ကဲ physiological ဆိုတာတချို့တို့ရဲ့ခန္ဓာကိုယ်တွေက cell လေးတွေကြောင်းအဲ့တော့ cell လေးတွေ respiration ဘယ်လိုဖြစ်မလဲ။နော် respiration ကတခြားဟိုဟာတွေပေါ်မှာယာဒီဥတုပေါ်ဒီရဲ့ environment ပေါ်လိုက်ပြီးပြောင်းလဲလား။ဘာတွေဖြစ်မလဲ။အဲ့ဒါတွေကလည်းလိုက်ပြီးတော့မှ physiological changes တွေပြောခဲ့တယ်။အဲ့တော့မနေ့ကဥပမာဒီဟာလေးအဲ့တော့ဒီကောင်လေးရဲ့ကလပ်အုပ်လေးရဲ့ anatomical behavior တခြားအကောင်တွေနဲ့မတူပဲဘာတွေပြောင်းလဲမှုရှိလဲ anatomical မှာသူရဲ့နှာခေါင်းတွေကတခြားအကောင်တွေနဲ့တူလားမတူပါမတူဘာကြောင့်မတူပါလဲပိတ်နိုင်ခွင့်နိုင်လို့ပိတ်နိုင်ခွင့်နိုင်လို့တခြားအကောင်တွေကကြောင့်ပိတ်နိုင်မှုခွင့်နိုင်မှုအဲ့ခါကျသူတို့ပိတ်နိုင်ခွင့်နိုင်ပိတ်နိုင်ရတဲ့အကြောင်းရင်းကဘာကြောင့်မို့လဲလေထဲမှာပါလာတဲ့တဲတွေကိုရှူရှာမိမှာဆိုလေထဲမှာပါတဲ့တဲတွေကိုရှူရှာမိမှာဆိုလို့သူတို့နေတာကန်နာရထဲမှာဆိုတော့ခါကျတော့အမလီတွေတိုက်ရင်အဲ့ဒီတဲမုံလေးတွေကပါလာရင်သူတို့ရဲ့အသက်ရှူလန်းကြောင်းနဲ့အဆုတ်ထဲကိုမဝင်အောင်ဒီရဲ့နှာခေါင်းတွေကပိတ်နိုင်တာကဲသူတို့ရဲ့မျက်တောင်မွေးလေးတွေကဟောရှိပါတယ်မျက်တောင်မွေးလေးတွေကလည်းရှိတယ်ရှည်ရတဲ့အကြောင်းရင်းကလည်းဒီရဲ့မျက်လုံးနဲ့အိုးဖုံနေတဲတွေမဝင်အောင်သူတို့ကကာပါပေးမှာအဲ့ဒါကသူတို့ရဲ့ anatomical changes အဲ့တော့သူတို့ရဲ့ခွာတွေကကြတော့လေဒီရဲ့မြေကြီးကအရန်ပူတယ်ဒီရဲ့တဲခန္ဓာရအပူဆုံး data ဖြစ်တဲ့အတွက်ကြောင့်မို့အဲ့ဒီအပူဒဏ်ကိုခံနိုင်မှုအတွက်သူတို့ရဲ့ခွာတွေကလည်းအပူဒဏ်ခံနိုင်တဲ့ခွာတွေဖြစ်တယ်အဲ့တော့အဲ့ဒါလေးတွေကဘာလေးလဲဆိုတော့ anatomical changes တွေအဲ့တော့သူတို့ရဲ့ physiological adaptation တော့ physiological ရောဘယ်လိုလုပ်မလဲအဲ့တော့ဒီဟာလေးတွေကတဲခန္ဓာရမှာဆိုတော့ခါကြရာဒီဥတုကအရန်ပူတယ်အဲ့တော့အရန်ပူတယ်ဆိုတော့ခါကြသူတို့ရဲ့ခန္ဓာကိုယ်အပူချိန်ပြောင်းလဲမှုတွေကိုသူတို့ကဒီရဲ့ variation တွေကိုအများကြီးလက်ခံနိုင်တယ်ကဲတချို့တို့ရဲ့ normal ခန္ဓာကိုယ်အပူချိန်ကဘယ်လောက်လဲဘယ်လောက် degree Celsius 30 37အဲ့တော့တချေတို့ကနေမကောင်းမှုဖျားပြီဆိုရင်ဘယ်ပူချိန်မှာဆိုရင်ဖျားပြီလို့သတ်မှတ်လဲ37ထက်ကျော်ရင်37ထက်ကျော်ရင်ကိုဖျားပြီအဲ့တော့37.5 38အဲ့ဒါဆိုရင်တချေတို့ကနည်းနည်းလေးဖျားပြီလို့သတ်မှတ်တယ်ဒါပေမဲ့သူတို့ကကြတော့ဒီရဲ့တဲကန်နာရအရန်ပူပြင်းတဲ့အတွက်ကြောင့်မို့သူတို့ရဲ့ internal body temperature က variation အများကြီးထိလက်ခံတယ်ဘယ်လောက်ထိလဲ6 degree Celsius ထိအဲ့တော့ body temperature 37ဆိုရင်သူတို့ကဒီရဲ့37 plus 6 degree Celsius ထိကိုလက်ခံတယ်အဲ့တော့ခါကြတော့43လောက်ထိသူတို့ကမဖျားဘူးဘာလို့လဲဆိုတော့ခါကြတော့သူတို့ကဒီရဲ့ခန္ဓာရဒဏ်ကို environment ပြောင်းလဲတဲ့ temperature ဒဏ်တွေကိုခံနိုင်အောင်သူတို့ရဲ့ physiological adaptation တွေရှိလို့အဲ့ဒါကြောင့်မို့6 degree Celsius လောက်ထိပြောင်းလဲလို့ရတယ်အဲ့တော့ဒီရဲ့43 degree Celsius တောင်မှသူတို့က normal ပူချိန်ပဲအဲ့တော့သူတို့မှာဆိုရင် fatty tissue ဆိုခါကြအဆီ tissue တွေရှိတယ်ဘာမှလဲ in the ham ဆိုတာဒီရဲ့ဘိုးကြီးတွေမှာအဲ့တော့ဒီရဲ့ဘိုးတွေမှာဆိုရင်ဘာလေးရှိနေမှာလဲဆိုတော့ခါကျအဆီတွေစုနေမှာအဲ့တော့အဲ့လိုအဆီတွေစုရတဲ့အကြောင်းရင်းကဘာကြောင့်မို့လဲဆိုတော့ခါကျအဲ့ဒီအဆီတွေက
food storage energy storage အတွက်အစားအစာတွေတူလောင်မှုအတွက်အဲ့တော့သူတို့ကစားပြီးပိုတဲ့အစားအစာတွေကိုဘယ်မှာတူလောင်ထားရလဲဆိုတော့ခါကြတော့အဲ့ဒီဘိုးတွေရဲ့ fatty tissue တွေမှာတူလောင်ထားတာအဲ့တော့ဒီရဲ့ fatty tissue တွေကသူတို့ဘယ်အချိန်မှာပြိုကွဲမလဲသူတို့ energy လိုတဲ့အချိန်မှာဒီရဲ့ fat တွေကပြိုကွဲပြီးတော့မှ energy တွေထွက်လာမှာဘယ်အချိန်မှာလဲ energy ထွက်တာဘယ်အချိန်မှာထွက်လဲဒီကျတို့ respiration ဖြစ်တဲ့ချိန် respiration ဖြစ်တဲ့ချိန်မှာ ATP တွေ energy ရတယ်အဲ့တော့တူတူကလည်းတူတူပဲ cellular respiration နဲ့မှာ energy တွေရဖို့သူတို့တူလောင်ထားတဲ့ဒီရဲ့ fat acid တွေကိုဖြိုခွဲလိုက်တယ်ဖြိုခွဲပြီးတော့မှ cellular respiration ကနေ energy အပြင်ပါရတယ်လေ water ပါ water ရေလဲရတယ်ရဲ့အဲ့တော့သူတို့က cellular respiration မှာ energy တွေထုတ်တယ် energy တွေအပြင် water လည်းရတယ်အဲ့ဒီ water ကဒီကောင်တွေကလပ်အုပ်တွေ camels တွေ survival အတွက်အဲ့တော့သူတို့ကတိတ်ခတ်နိုင်ရမှာဆိုရေရမ်းရှားတယ်ရေရမ်းရှားတော့ကကြာသူတို့ရဲ့ခန္ဓာကိုယ်ရေဓာတ်လုံလောက်ရဖို့အတွက်ဒီရဲ့ cellular respiration ကနေပြီးတော့မှရတဲ့ရေတွေအဲ့တော့အဲ့ဒီရေတွေရတဲ့အတွက်ကြောင့်မို့သူတို့ကအချိန်ကြာကြီးရေမတောက်ဖ င်နဲ့တောင်မှနေနိုင်တယ်တဲ့ဘာလို့လဲဆိုတော့သူတို့ဘိုးထဲမှာရှိတဲ့ဒီရဲ့အဆီတွေကိုခြေဖြတ်တဲ့ cellular respiration လုပ်တဲ့အတွက်ကြောင့်မို့သူတို့အတွက် energy လည်းရတယ် water လည်းရတယ်အဲဒါကြောင့်မို့သူတို့ကရေမတောက်ဖ င်နဲ့အကြာကြီးအသက်ရှင်နိုင်တယ်တဲ့ကဲအဲ့တော့ရေတွေကိုခန္ဓာကိုယ်ကနေပြီးတော့မှတိမ်ထားမယ်အဲ့တော့အပြင်ကိုလည်းဆုံးရှုံးမှုနဲ့အောင်ဘယ်သူရဲ့တောင်ဝင်ကလည်းပါမလဲကြောက်ကဲ့ကြောက်ကက်ရဲ့တောင်ဝင်ကလည်းပါမယ်အဲ့တော့ကြောက်ကက်ကလည်းဒီရဲ့ urine production เนาะစီးတွေအများကြီးမတွားအောင်စီးတွေတွားတာနည်းနိုင်တယ်များနည်းအောင်လုပ်ပေးရဲ့ကဲအဲ့တော့ urine နေနဲ့အောင်ကြောက်ကက်ကနေပြီးတော့မှစီးမတွားအောင်လုပ်တဲ့ hormone လေးရှိရဲ့အဲ့ဒီ hormone လေးကဘာ hormone လေးလဲမမိသေးလားမိသွားပြီရတာ ADA ရှောက်တယ်မလား anti diuretic เนาะ uretic ဆိုတဲ့စီးသွားတဲ့ဟာအောင်ဆန့်ကျင်တဲ့ anti diuretic hormone လေးကို brain ကနေထုတ်ပေးတယ်အဲ့တော့အဲ့ဒီနည်းနဲ့သူတို့ကခန္ဓာကိုယ်ထဲမှာရေတွေကို storage လုပ်ထားတယ်အဲ့ဒါကဘာလဲဆိုတော့ physiological adaptation နောက်တော့ behavior adaptation အဲ့တော့သူတို့ရဲ့အပြုအမူတွေကဘယ်လိုလဲအဲ့တော့သူတို့ကတဲ့ sit down early in the morning တဲ့မနေ့မှာဆိုရင်သူတို့ကထိုင်ကြတယ်တဲ့အဲ့တော့ဘာကြောင့်မနဲ့မှာပဲထိုင်တာလဲနေ့လည်ခင်းဆိုရင်ကိုမနက်မှာပဲအေးလို့မနက်မှာပဲအေးလို့နေ့ကင်းဆိုရင်ကကြာတော့ရာသီဥတုကအရန်ပူတော့မြေကြီးကအရန်ပူတဲ့အတွက်ကြောင့်မို့တို့ကောင်းကောင်းမထိုင်နိုင်ဘူးအဲ့အကြောင်းမို့ဘယ်ချိန်မှထိုင်တာလဲ morning early morning မှာပဲထိုင်နေထိုင်ရတဲ့အကြောင်းရင်းကကြာ before the ground warms with their legs tack and the knees တဲ့အဲ့တော့ဒီရဲ့မြေကြီးကအရန်မပူခင်အဲ့ဒါကြောင့်မို့သူတို့က they can absorb a little heat from the ground နဲ့အဲ့တော့ဒီရဲ့မနက်ခင်းဆိုအရင်မပူတော့အဲ့ဒီပူနည်းနည်းလေးပဲခံရတယ်ပေါ့ပြီးတော့ groups of camels တဲ့သူတို့ကအုပ်စုလိုက်ကြီးက may line down together တဲ့အုပ်စုလိုက်ကြီးအတူတကနေကြတယ်တကောင်နဲ့ခွဲမနေဘူးအဲ့လိုအုပ်စုလိုက်ကြီးအတူတကွနေတဲ့အတွက်ကြောင့်မို့တဲ့သူတို့ကိုနေအောင်ကြီးကနေပြီးတော့မှထိရဲ့အပူချိန်ကလည်းလျော့နေစေတယ်တဲ့ပြီးတော့ they are browsers they can eat a wide range of vegetation in the cells that where carnivorous habit is impossible တဲ့အဲ့တော့ဒီရဲ့မှာဆိုရင်ကန်နာရမှာဆိုရင်ကကြတော့ဒီတရိတ်ဆန်တွေတားရဲတွေကလည်းနဲတဲ့အတွက်ကြောင့်မို့သူတို့ကအသားမစားဘူးသူတို့ကကြတော့ကြုံရကြပန်စားတာဖြစ်တဲ့အတွက်ကြောင့်မို့ဒီရဲ့ကန်နာရထဲမှာပေါက်သမျှဒီရဲ့ vegetable တွေအကုန်လုံးကိုသူတို့ကစားနိုင်တယ်အဲ့လိုပေါက်သမျှ vegetable တွေစားနိုင်မှသူတို့က energy တွေရမှာတကယ်လို့သူတို့က carnivorous အသားစားတဲ့တဝါဖြစ်မယ်ဆိုရင်အဲ့ဒီကကဏ္ဍရမှာမရှင်းတတ်နိုင်ဘူးတဲ့အဲဒါကြောင့်မို့ carnivorous habit is impossible တဲ့အသားစားတဲ့ habit တာရှိမယ်ဆိုရင်သူတို့တွေမရှင်းနိုင်ဘူး impossible ဖြစ်မယ်တဲ့အဲ့တော့ဒါက behavior adaptation အဲ့တော့ခါကြဒီရဲ့ပတ်ဝန်းကျင်ကပြောင်းလဲတဲ့ဟာပေါ်မှာမူတည်ပြီးတော့မှဒီအကောင်လေးတွေကလိုက်ပြီးတော့မှပြောင်းလဲတဲ့အတွက်ကြောင့်မို့ evolution ဆိုတာဖြစ်လာတယ်ကဲအဲ့လိုပြောင်းလဲဖို့အတွက်လဲသူတို့ကအသက်ရှင်အောင်နေထိုင်ရမှာတ
တင်းလျော်အောင်နေထိုင်ရမှာဆိုတော့သူတို့ရဲ့အဲ့လိုနေထိုင်နိုင်မှု adaptation ဖြစ်ဖို့အတွက်လည်းသူတို့ကသုံးလို့ရှိရယ်သူတို့ရဲ့ structure ပုံမှန်တဲ့နေရာလည်း adaptation လိုက်ဖြစ်လာတဲ့ anatomical နောက်တော့သူတို့ရဲ့ cellular respiration တွေသူတို့ရဲ့ energy ဘယ်လိုရမလဲသူတို့ရဲ့water တွေဘယ်လိုရမလဲဆိုတော့ physiological adaptation တွေလည်းဖြစ်မယ်နောက်ဆုံးတစ်ခုကကြတော့ဒီရဲ့ပတ်ဝန်းကျင်နဲ့လိုက်ပြီးယာရီဦးနဲ့ပတ်လိုက်ပြီးတော့မှသူတို့နေထိုင်တဲ့ behavior adaptation တွေရှိလာမယ်